ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အင်းဝါခေတ်ဘလို့စတင်ခဲ့တာလဲ။အင်းဝါခေတ်ကမြန်မာသမိုင်းမှာဇပွဲတွေအာနာရှင်မင်းတွေနဲ့အင်အားစုခွဲထွက်မှုတွေပြည့်နေနေတဲ့အချိန်ကာလတစ်ခုလို့ပြောရပါမယ်။1365ခုနှစ်ကနေ1529ခုနှစ်အထိတည်ရှိခဲ့တဲ့ဒီခေတ်ကပကံခေတ်ပြိုကွဲပြီးတဲ့နောက်မြန်မာနိုင်ငံအထက်ပိုင်းကိုစူးစီးဖို့ကြိုးပမ်းခဲ့တဲ့ကာလဖြစ်ပါတယ်။ဒါကိုအသေးစိတ်ကြပြန်ကြည့်မယ်ဆိုရင်ပကံခေတ်ပြိုကွဲပြီးတဲ့နောက်မြန်မာနိုင်ငံအထက်ပိုင်းကအင်အားစုအသီးသီးခွဲထွက်နေတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ဒီအချိန်မှာရှမ်းညီနောင်၃ဦးရဲ့ဆွေမျိုးဖြစ်သူတရိုမင်းဖျားဆိုသူက1365ခုနှစ်မှာအင်းဝါမြို့ကိုတည်ထောင်ပြီးဒေသတွင်းကိုစူးစီးအုပ်ချုပ်ခဲ့ပါတယ်။ဒီလိုနဲ့အင်းဝါကမြန်မာသမိုင်းမှာဗဟိုအုပ်ချုပ်ရေးရဲ့အချက်အခြာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အင်းဝါကဒီနေ့ခေတ်ရဲ့မြို့တော်တစ်ခုလုံးအုပ်ချုပ်ရေးဗဟိုဌာနဖြစ်လာခဲ့ပြီးတော့ဒေသအသီးသီးကအင်အားစုတွေကိုစူးစီးဖို့ကြိုးပမ်းမိမယ်။ဒီလိုစူးစီးမှုကမလွယ်ကူခဲ့ပဲစစ်ပွဲတွေနဲ့ပဲပြင်းထန်နေခဲ့ပါတယ်။အင်းဝါခေရဲ့အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့အင်းဝဟန်တာဝရီအနှစ်40စစ်ပွဲပါပဲ။ဒီစစ်ပွဲကအင်းဝခေရဲ့ဒုတိယမြောက်မင်းဖြစ်တဲ့မင်းကြီးစွာစောကေ1360 1400လက်ထက်မှာစတင်ခဲ့တာပါ။အဲ့ဒီအချိန်မှာအောက်မြန်မာပြည်ကမမရင်တွေဖြစ်တဲ့ဟန်တာဝရီရဲ့ဗရေတရက်တွေကအချင်းချင်းမညီမညွတ်ဖြစ်နေခဲ့ပါတယ်။ဒီအခွင့်အရေးကိုအသုံးချပြီးမင်းကြီးစွာစောကဲကဟန်တာဝရီကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်ပွဲကဆင်ဖြူရှင်1421 1426နဲ့ဘရင်မင်းက1426 1459လက်ထက်တွေအထိဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဒီစစ်ပွဲကမြန်မာနဲ့မွန်လူမျိုးတွေအကြားအင်အားပြဿနာတစ်ခုသာမကပဲဒေသတွင်အုပ်ချုပ်မှုနဲ့စီးပွားရေးအတွက်ထိန်းချုပ်မှုရယူဖို့ကြိုးပမ်းမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဥပမာဒီစစ်ပွဲကိုဒီနေ့ခေတ်ရဲ့နေမြေသိမ်းပိုက်မှုတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အင်းဝါကမြန်မာပြည်အထက်ပိုင်းကိုအခြေစိုက်ပြီးအောက်ပိုင်းကစိတ်ကမ်းမြို့တွေရဲ့ကုန်းသွယ်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်ခြင်းခဲ့တာပါ။ဒါကဒီနေ့ခေတ်မှာနိုင်ငံတစ်ခုကအရေးပါတဲ့ကုန်းသွယ်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်ဖို့ကြိုးစားတာနဲ့ဆင်တူပါတယ်။နောက်ပြီးမင်းကြီးစွာစောကဲလက်ထက်မှာအင်းဝါကအင်အားကြီးတဲ့နိုင်ငံတစ်ခုအဖြစ်ထွန်းကားခဲ့ပါတယ်။သူကအင်းဝါမြို့ကိုခိုင်မာတဲ့အုပ်ချုပ်ရေးဗဟိုဌာနအဖြစ်တည်ဆောက်ခဲ့ပြီးစီးရေးနဲ့စီးပွားရေးမှာအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမင်းတွေလက်ထက်မှာတိုင်းပြည်အေဂျင့်ရေးကိုထိန်းသိမ်းဖို့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။စင်ပြူရှင်နဲ့ဘရင်မင်းကောင်လက်ထက်တွေမှာအင်းဝါကဟန်တာဝရီနဲ့စစ်ပွဲတွေမှာအင်အားထိန်းထားနိုင်ခဲ့ပေမဲ့နောက်ပိုင်းမင်းတွေလက်ထက်မှာအုပ်ချုပ်ရေးအားနည်းလာခဲ့ပါတယ်။ဒါကအကြီးအားဖြင့်မင်းတွေရဲ့ခေါင်းဆောင်မှုအားနည်းချက်နဲ့လက်အောက်ခံပရိသတ်တွေရဲ့အင်အားကြီးထွားလာမှုကြောင့်ပါပဲ။အင်းဝါရဲ့အုပ်ချုပ်ရေးအားနည်းလာမှုကိုဒီနေ့ခေတ်ရဲ့ကုမ္ပဏီတစ်ခုနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင် CEO တယောက်ရဲ့အုပ်ချုပ်မှုအားနည်းလာတဲ့အခါဌာနခွဲတွေကတီးခြားလှုပ်ရှားလာပြီးကုမ္ပဏီတစ်ခုလုံးအားနည်းလာသလိုမျိုးဖြစ်သွားခဲ့တာပါ။အင်းဝါခေတ်ရဲ့ပြိုကွဲရတဲ့အကြောင်းရင်းကိုဆက်ရမယ်ဆိုရင်တော့အင်းဝါခေတ်ရဲ့နောက်ဆုံးအဆင့်မှာရှမ်းစော်ဘွားတွေရဲ့အင်အားကြီးထွားလာမှုကပဲတိုင်းပြည်ကိုပြိုကွဲစေခဲ့တာပါ။ရွှေနန်းကျော်ရှင်နရပတိ1500 1529လက်ထက်မှာရှမ်းစော်ဘွားတွေဖြစ်တဲ့မိုးညင်းစလုံးနဲ့သူသားတူဟန်ဘွားတို့ကအင်းဝါကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။1529ခုနှစ်မှာအင်းဝါကရှမ်းစော်ဘွားတွေရဲ့လက်အောက်ကိုကြားရောက်ခဲ့ပြီးအင်းဝါခေတ်ကတရားဝင်ပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်မှာအင်းဝါရဲ့အုပ်ချုပ်မှုဟာလုံးဝပြီးဆုံးသွားတာမဟုတ်ပါဘူး။တူဟန်ဘွားဟာအင်းဝါမှာနန်းတက်ခဲ့ပြီးမြဲသူ့ရဲ့အုပ်ချုပ်မှုကပြည်သူတွေကြားမှာလူကြိုက်မများခဲ့ပါဘူး။ဒါကြောင့်တူဟန်ဘွားကလှုပ်ကြံခံရပြီးနောက်ပိုင်းမှာအုံးဖောင်ခုံမိုင်းနဲ့မိုးပြင်းနရာပတိတို့နန်းတက်ခဲ့ပါတယ်။သူတို့လက်ထက်မှာအင်းဝါကအရင်လုံးအင်အားမကြီးတော့ပဲပရိသတ်နယ်မြေငယ်လေးတွေအဖြစ်ပြန်ကျဲသွားခဲ့ပါတယ်။အင်းဝါကဒီအင်အားနည်းလာချိန်မှာမြန်မာသမိုင်းမှာအင်အားကြီးတဲ့အင်အားစုအသင်းနှစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အရာတွေကတော့ဟန်တာဝရီပဲခူးနဲ့တောင်ငူတို့ပါပဲ။ဒီနှစ်နိုင်ငံကအင်းဝါရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးသူတို့ရဲ့ဩဇာအာဏာကိုချဲ့ထွင်မှုစ조사ခဲ့ကြပါတယ်။အင်းဝါနဲ့ဟန်တာဝရီအနှစ်40စစ်ပွဲပြီးနောက်ပိုင်းမှာဟန်တာဝရီကရှင်စောပုဓမ္မစီရီနဲ့ဗညာဥလိုဘရင်တွေလက်ထက်မှာအလွန်အင်အားကြီးတဲ့နိုင်ငံအဖြစ်ပြန်လည်ထွန်းကားလာပါတယ်။အထူးသဖြင့်ရှင်စောပုနဲ့ဓမ္မစီရီမင်းတို့လက်ထက်မှာဟန်တာဝရီကကုံသွယ်ရေးမှာအတော်လေးတိုးတက်ခဲ့ပြီးတာယာဝါပြောတဲ့ရွှေခေတ်တစ်ခုကိုရောက်ရှိခဲ့ပါတယ်။သူတို့ကအိန္ဒိယ၊သီရိလင်္ကာ၊မလေးရှားစတဲ့နိုင်ငံတွေနဲ့ကုံသွယ်မှုတွေပြုလုပ်ပြီးရွှေငွေကြောင်းမြတ်ရတနာတွေပေါ်ကျွယ်ဝခဲ့ပါတယ်။ဒီအချိန်မှာဟန်တာဝရီကမြန်မာပြည်အောက်ပိုင်းရဲ့ဗဟိုချက်ဖြစ်လာပြီးအင်းဝါရဲ့အာဏာကိုစိန်ခေါ်နိုင်တဲ့အနေအထားကိုရောက်ရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်းတောင်ကိုကတဖြည်းဖြည်းချင်းအင်အားစုစည်းလာခဲ့ပါတယ်။အရင်ကတင်းငယ်တဲ့နယ်မြေလေးတစ်ခုဖြစ်ခဲ့တဲ့တောင်ကိုကမင်းကြီးညို1485 1531လက်ထက်မှာစတင်အင်အားကြီးလာပြီးသူ့သားတပင်ရွှေတီ1531 1550လက်ထက်မှာတော့အထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။တပင်ရွှေတီကပြည်ထောင်စုမြန်မာနိုင်ငံကိုပြန်လည်စုစည်းဖို့ရည်မှန်းချက်ကြီးကြီးမားမားထားခဲ့သူပါ။တပင်ရွှေတီကအင်းဝအာနေနေချိန်မှာဟန်တာဝရီကိုဦးတည်တိုက်ခိုက်ခဲ့ပါတယ်။သူအနေနဲ့မြန်မာပြည်အထက်ပိုင်းကအင်းဝကိုအရင်မတိုက်ပဲအောက်ပိုင်းကဟန်တာဝရီကိုအရင်တိုက်ခဲ့တာကမဟာဗျူဟာမြောက်တဲ့အစီအစဉ်တစ်ခုပါပဲ။ဘာလို့လဲဆိုတော့ဟန်တာဝရီမှာကုံသွယ်ရေးကရရှိတဲ့ဒနာဥစ္စာတွေပေါ်ကျွယ်ဝနေပြီ။အရာတွေကိုသိမ်းပိုက်နိုင်ရင်တောင်ကိုအတွက်စီရေးအင်အားပိုပြီးတောင်းတင်းလာမှဖြစ်လို့ပါပဲ။1538ခုနှစ်မှာတပင်ရွှေတီကဟန်တာဝရီကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒီအောင်ပွဲကတောင်ကိုခေအတွက်အဓိကကျတဲ့အမှတ်တိုင်တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံသမိုင်းမှာဒုတိယမြန်မာနိုင်ငံတော်ကိုစတင်ထူထောင်နိုင်မှုလမ်းစာဖွင့်ပေးခဲ့ပါတယ်။ဟန်တာဝရီကိုသိမ်းပိုက်ပြီးနောက်တပင်ရွှေထီကအင်းဝရဲ့နယ်မြေတွေကိုပါဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒီလိုအင်အားပြိုင်ဆိုင်မှုတွေစစ်ပွဲတွေကြောင့်မြန်မာနိုင်ငံကအင်းဝခေရဲ့ပြိုကွဲမှုတွေကနေတဖန်ပြန်လည်စူးစီးနိုင်မှုစူးစမ်းခဲ့ပါတယ်။ဟန်တာဝရီနဲ့တောင်ကိုရဲ့စိန်ခေါ်မှုတွေကမြန်မာသမိုင်းရဲ့နောက်ထပ်အခမ်းကဏ္ဍတစ်ခုဖြစ်တဲ့တောင်ကိုခေရဲ့အစာပြူရာဖြစ်လာခဲ့ပါတယ်။ပြောရရင်ဒီကာလကမြန်မာနိုင်ငံအတွက်စစ်ပွဲတွေအာဏာလူပွဲတွေနဲ့ပြည်နှံ့နေပေမယ့်နောက်ပိုင်းမှာတိုင်းပြည်ကိုပြန်လည်စူးစီးပြီးပိုကြီးကျယ်ခိုင်မာတဲ့နိုင်ငံတော်ကြီးတစ်ခုဖြစ်လာဖို့အခြေခံအုံမြစ်တွေချပေးခဲ့တဲ့အချိန်ကာလတစ်ခုပါပဲ။